မင်္ဂလာပါပက်လက်အိတ်နေနဲ့ပဲပြုလုပ်လို့ရတဲ့ခြေထောက်တစ်ချောင်းလုံးရဲ့တင်းမာမှုတွေကိုရောကြစေမယ်စိတ်ဖိစီးမှုတွေကိုလည်းရောကြစေမယ်ညောင်းညောင်းမှုတွေကိုလည်းပြေရောစေမယ်လေ့ကျင့်ခန်းနှစ်မျိုးကိုဝေမျှပေးချင်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးကတော့နေရာမှာကပ်ပြီးတော့ခြေထောက်လေးကိုထောင်လိုက်မယ်ခြေထောက်တစ်ဖက်ချင်းစီခြေပြားကော့မယ်ခြေပြားထောက်တဲ့ပုံစံမျိုးလေးဖြည်းဖြည်းချင်းလေးသွားပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုစက္ကန့်30နှစ်ကြော့လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးကတော့ဒီပုံစံတိုင်းခြေထောက်လေးကိုဝေချလိုက်မယ်ခြေပေါ်နှစ်ခုကိုမျက်နှာချင်းဆိုင်ထားလိုက်မယ်ဒူးကောင်းလေးကိုဘေးကိုကားထားမယ်ဒီချိန်မှာဒူးကောင်းလေးကိုပြန်ဆုမယ်ဘေးကိုပြန်ကားမယ်ဒူးကောင်းလေးကိုပြန်ဆုလိုက်မယ်ဘေးကိုပြန်ကားလိုက်မယ်ဒီလေ့ကျင့်ခန်းလေးကိုလည်း15ချိန်နှစ်ကြော်လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကပေါင်ရင်းတွေတင်မဘေးတွေမှာရှိတဲ့တင်းမာမှုတွေကိုပြေရောစေတဲ့ပြင်ခြေထောက်ချောင်းလုံးရဲ့သွေးစီးမှုကိုလည်းပုံမကောင်းမွန်လာစေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်နှလုံးသွင်းသွေးပြန်စီးဆင်းမှုကိုလည်းပုံမအထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းတစ်မျိုးကပက်လက်အိတ်နေနဲ့ပဲခြေထောက်ရဲ့သွေးစီးဆင်းမှုတွေစိတ်ပီစီးမှုတွေခြေထောက်တစ်ချောင်းလုံးမှာရှိတဲ့တင်းမာမှုတွေကိုပြေရောလာစေဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေအဆင်ပြေမဲ့အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုကြီးလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ Fellows Guide တယောက်ဖြစ်ပါတယ်